ဒီတစ်ခေါက်ထည့်ရှင်းပြမယ်ဟာကျွန်တော်တို့ SC data တွေပေါ့အထူးသဖြင့်ဥပမာအခုကတော့ဒါကြောင်မီးသွေးပဲဖြစ်နေလို့ကြောင်မီးသွေးရဲ့ video ကိုကျွန်တော်တို့ပထမမှာလိုပဲပေါ့နော်ကျွန်တော်တိစောက်ခဲ့ပြီးပေါ့ဒါပေမဲ့ကျွန်တော်တို့ရွှေဆိုရင်လည်းအဲ့လိုပဲပေါ့နော်ကျွန်တော်တို့မှာဒီ SC data ပေါ့နော် PPN တို့ဘာလို့ပေါ့ဥပမာ AU ကိုကျွန်တော်တို့ပြချင်တာတော့မဟုတ် C ကိုပြချင်တာစသဖြင့်အဲ့ SC ကိုကျွန်တော်တို့ကဒီပုံမှာတစ်ခါတည်းကျွန်တော်တို့ဘယ်လိုလဲဆိုတော့ value ပုံစံနဲ့ပြနော် value ပုံစံနဲ့ပြရင်ဒီဘက်တောင်းပြီးတော့ကြည့်ကြည့်တယ်သူ့ရဲ့ value ဆို values နဲ့သူပြချင်တာပေါ့နော်အဲ့တော့ဒီကောင်ကကျွန်တော်တို့ဒီဘက်မှာကြည့်လိုက်လို့ရှိရင်ဒီမှာကိန်းဂဏန်းလေးနဲ့ပြနော်ကိန်းဂဏန်းပုံစံလေးနဲ့ပြဥပမာ AUPPN ဘယ်လောက်ဆိုရင်အဲ့ဒါလေးကိုစိတ်ဝင်စားရဆိုအဲ့နေရာလေးတွေပဲကျွန်တော်တို့ကကြည့်ချင်တယ်ဆိုရင်အလွယ်တကူကြည့်လို့ရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးထင်တယ်အဲ့တော့ကျွန်တော်တို့ကDwayhoe database ဆောက်ပြီးတော့ဖြစ်တာဖြစ်တဲ့အတွက်အရန်လွယ်ကူပါတယ်Dwayhoe values ပေါ့နော်အဲ့ Dwayhoe values ကိုကျွန်တော်ကြည့်လိုက်မယ်အဲ့ Dwayhoe values ကပါတယ်လေပေါ့နော်စစနာလို့ help file လေးထောက်ပြီးတစ်ချက်လေးဖတ်ကြည့်လိုက်ပါနော်ဒီလိုသင်ပေးတဲ့ Dwayhoe display ရဲ့ set the display က menu double click တော့ဒီကားထုံးတယ်လေ double click ထည့်မယ်သူ့ရဲ့ဒီ Dwayhoe ရဲ့ values တွေကိုကျွန်တော်ချိန်ပြီးတော့ချိန်ပြီးပါနော် left and right from the Dwayhoe traces use size of the determine the value create unit ပေါ့နော်။ဒါဘယ်ဘက်မှာပြချင်တာညာဘက်မှာပြချင်တာစသဖြင့်အဲ့ဒါကိုကျွန်တော်တို့ပြလို့ရမှာပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့သူကကြည့်လို့ရပါတယ်နော်။အဲ့တော့ဖြစ်နိုင်တော့ကျွန်တော်တို့ကဒီတစ်ခုကိုလုပ်တဲ့အချိန်တိုင်းမှာဒါလေးကိုအချိန်ပေးပြီးတော့ဖတ်တင်တယ်ပေါ့နော်။ဒီ help လေးကိုဒါကဘာအတွက်ထည့်တာဆိုကျွန်တော်သိချာလေးသိအောင်နော်။အဲ့လေးကိုကျွန်တော်တို့ဖတ်တင်တယ်။အဲ့တော့ဆိုတော့လည်းဒီ database ကပြန်လာအောင်ဆို database တဲ့ကိုကျွန်တော်တို့သွားပြီး select လို့ html ချိန်လိုက်ပေါ့နော်ချိန်လိုက်နောက်ကအဲ့မှာ interval file လာပြီပေါ့နော် interval file ကကျွန်တော်တို့ကဒီ interval file အနေနဲ့ဘယ် file က interval ဖြစ်မှာလဲပေါ့နော်သူ့ရဲ့ဒီအခုဒီ Dwayhoe value ဆိုတာအဲ့တော့ကျွန်တော်တို့ကဒီ BDU အတွက်ဟာပေါ့နော် BDU အတွက်ဟာကိုကျွန်တော်တို့ကဒီ BDU နဲ့ကျွန်တော်တို့ကတစ်ခါလေးခွဲကြည့်ပေါ့နော် okay အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က SC ကျွန်တော်တို့ကယူလိုက်တယ် SC ကိုချိန်ပြီးတယ်အဲ့တော့ fee မှာကြတော့ကျွန်တော်တို့က double click နဲ့အဲ့ဒီ essay.dat ပေါ့နော် essay.dat file ရဲ့နောက်မှာကျွန်တော်တို့ကဒီ video ပဲထည့်ခဲ့တာပေါ့အဲ့တော့ဒီ video ပဲကျွန်တော်တို့ကယူရမယ်နော် video နဲ့ကျွန်တော်တို့ကvideo ရဲ့ဘယ်နှမှာလဲဥပမာဒီနေရာမှာ AUPPN ဆိုလဲ AUPPN ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ခုတည်းထည့်ထားရင်ကျွန်တော်တို့multi element state ခွဲထားတယ်ဆိုတော့အဲ့မှာ AU တို့ copper တို့စသဖြင့်ပေါ့နော် associated minerals တွေပေါ့နော် AS2 အဲ့မှာတစ်ခါထည့်ပြီးတော့အဲ့မှာကိုပြချင်တဲ့ values တွေကိုကျွန်တော်ထည့်ပြီးပြန်ပြီးပြတာမျိုးပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တို့လုပ်လို့ရတယ်အဲ့တော့ okay ကျွန်တော်တို့ကတော့ဒီ feed ထဲမှာ level feed ထဲမှာကျွန်တော်တို့ကဒါ BDU ပဲကျွန်တော်ယူလိုက်တယ်ဒီတစ်ခုမှာပေါ့နော်အဲ့တော့ color sets ပေါ့နော် color sets ကကျတော့သူကအဲ့မှာကျွန်တော်တို့ double click လုပ်လို့ရဘူးလားအဲ့ဒါဘာပြောအောင်ဆိုတော့အဲ့မှာတရားကြည့်လို့ရှိရင် F4 ကိုနှိပ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့က ebook ကနေ F အဲ့နေရာမှာ cursor ချက်ပြီး F4 လုပ်နေရှင် color set လုပ်လို့ရအဲ့ဒါဘာမှမဟုတ်ကျွန်တော်တို့ဟိုပါပဲနော် thematic map တို့ပဲနော် thematic map မှာကျွန်တော်တို့ကrange နဲ့ကျွန်တော်တို့ခွဲပြီးပေးလိုက်တယ်လို့ပဲပေါ့နော် range နဲ့ခွဲပြီးပေးလိုက်တယ်လို့ပဲအဲ့တော့ကျွန်တော်တို့ကဒီကောင် thematic range တွေသတ်မှတ်တဲ့အချိန်ကြရင်ဒါအများဆုံးကနေတော့အနည်းဆုံးပေါ့ဥပမာ၄ခုသတ်မှတ်မလား၅ခုသတ်မှတ်မလားပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ပြန်ကြည့်အောင်အဲ့တော့ကျွန်တော်တို့ဒီမှာ SC2 ရဲ့ဒီ video result တွေကျွန်တော်ကြည့်လိုက်တာပေါ့နော်ဒီ video result မှာ maximum ဆိုရင်သူက11220ထိရှိတယ် minimum ဆိုရင်သူက3019ရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်ကပါတယ်ဆိုတော့3000လို့ရေစာရိုက်တာ3000စာရိုက်မယ်3000 range ပေါ့နော်သူကless than 3000ပေါ့နော် less than 3000 greater than 3000သူကအဲ့လိုမျိုးဆက်တယ်အဲ့တော့ကျွန်တော်တို့က greater than 3000ဆက်တော့မယ်3000ကျွန်တော်အဲ့လိုနည်းနည်းလေးဟို color range ကိုနည်းနည်းကြည့်လို့ပေါ့ကျွန်တော်တို့ကထားပါတော့4000 sorry shit F4 ကိုပြန်တော့နော်။နောက်ကျွန်တော် double click နဲ့တော့4000 5000အဲ့တော့ပြီးရင်ကျွန်တော်8000ဒီကောင်က maximum 3000ထားပါတော့နော်။အဲ့တော့ကျွန်တော်ကအဲ့ဒီကောင်ပဲအကောင်လည်း3000အဲ့ဒါဆက်အဲ့ဒါ3000 message ကျွန်တော်ထားလိုက်တယ်နော်အဲ့တော့ကျွန်တော်ဒီထိကျွန်တော်ရွှေ့လိုက်တာပေါ့နော်အဲ့တော့ color လေးကိုဒီကောင်လေးခွဲကြည့်အောင်နော်
color ဒီပဲrandom ပဲသွားလိုက် random အကောင်းဆုံးကောင်ကျွန်တော်တို့လည်းသိတာအောင်ကျွန်တော်တို့ကနီအောင်လေးပဲဆွေသွားတဲ့အရာမျိုးကျွန်တော်တို့သွားလိုက်ဒီလိုပုံစံနဲ့ကျွန်တော်သတ်မှတ်လိုက်မယ်သတ်မှတ်ပြီးရတဲ့ကျွန်တော်က save and close ဆိုပြီးတော့ကျွန်တော်သတ်မှတ်လိုက်မယ်နော်ဒီကောင် save and close သတ်မှတ်လိုက်မယ်အဲဆိုရင်ဒီကောင်ကကျွန်တော်ဒါတစ်ခုအနေနဲ့စပြီးဝင်သွားပြီနော် F4 ဆိုဟိုဒီကောင်အနေနဲ့ဒါဝင်သွားပြီနော် okay spectrum ဆိုတော့ရောင်ကြီးအကြောင်းကြီးလေးနဲ့ပေါ့နော် okay spectrum လေးနဲ့လုပ်ကြည့်အောင်နော် okay အဲဆိုရင် okay နေလိုက်နော်ညာပြီဒါလေးပုံမှန်ပါဆိုတော့ display option နော်အဲဘယ်ဘက်မှာထားမှာညာဘက်မှာထားမှာစသဖြင့်ပေါ့နော်အဲမြေလည်း delimiter ကိုနော် display header အနေနဲ့ပြမလားဆိုတော့ဘာမှမလုပ်ဘဲနဲ့ကျွန်တော်ဒီကောင် okay ပဲပေးကြည့်လိုက်ဟုတ်အဲဆိုရင်ကျွန်တော်ရဲ့ဒီ SC တွေကျွန်တော်တို့မြင်ရပြီနော်ကျွန်တော်ရဲ့ SC ကိုကျွန်တော်ဒီမှာမြင်ရပြီအဲဒီကောင်ကဒီလိုရှုပ်နေတာလေးကိုဒီလို click ပြောက်နော်အဲတော့တွေးကူးလေးတွေရဲ့ဘေးမှာကျွန်တော်တို့သူ့ရဲ့ depth မှာဘယ် depth မှာဘယ်လောက်depth မှာဘယ်လောက်မြင့်တဲ့ကောင်ရှိရဆိုတော့ကျွန်တော်တို့ဒီနော်အဲကျွန်တော်တို့က1100ဆိုတဲ့ဟာတော့နည်းတယ်8000နဲ့8000များတယ်8000လောက်ဝင်ချင်ရှိတယ်ပုံများတယ်ဆိုတော့ဒီ EVPN ဆိုတော့ကျွန်တော်ဒါမျိုးကိုပြောလို့ရတယ်နော်အဲဒါဆိုတော့ဒါကဘာကိုပြရတယ်ဆိုတော့ဒီကောင်မှာဒါကျွန်တော်တို့ကဘာဖြစ်သွားရလဲဆိုတော့ Drehu ရဲ့ values တွေအနေနဲ့ပြဒါပေမဲ့ဒီကောင်ကိုကျွန်တော်တို့ကဘာပြန်လုပ်ပြရအောင်လို့ဆိုတော့သူ့ကိုကျွန်တော်တို့ကပြန် save ပြရအောင်နော်ထုံးစံတိုင်းပဲ right click ထောက်မယ် save from as ကိုနှိပ်မယ်ပြီးရတယ်ကျွန်တော်တို့ကဒီကောင်ကိုတစ်ခါရေးနာမည်ပေးလိုက်နော်အဲ့တော့ဒီကောင်က Drehu ရဲ့ values တွေအဲ့တော့ဒီကောင်က BTU ESSD ပါ SC ကိုမှဒီကောင်ကဘာလဲဆိုတော့ values တွေနော် BTU SC VALUS values တော့ကျွန်တော်တို့ကဒီကောင်နာမည်ပေးလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့ဒီ values တွေရဲ့အောက်မှာဒီကောင်ရောက်လာနော်အဲ့တော့ဒီကောင် remove လုပ်တဲ့ပြဿနာမရှိတော့ဘူးဆိုတော့လည်း display ပြန်ပို့လိုက်တာနဲ့ဒီမှာ BTU values တွေဒီမှာတက်လာနော်အဲ့မှာကျွန်တော်မြင်ရနော်အဲ့1200ရှိတာဒီသားလေးပါပဲရှိတယ်နော်8500ပေါ့ဗျာ8500ကိုဒီမှာပေါ့ဗျာအဲကျွန်တော်တို့ရဲ့ range လေးတွေရပြီအဲ့မှာ AUVPN ဆိုလည်းကျွန်တော်တို့အဲ့မှာ AUVPN ကိုကျွန်တော်တို့စိတ်ဝင်စားတဲ့နေရာမှာအနီလေးဆိုအနီလေးနေရာပဲကျွန်တော်တို့လိုက်ကြည့်လို့ရတယ်နော်အထားတော့အဲ့တော့ဒါကျွန်တော်တို့ကဘာရပြီလဲဆိုတော့ဒီမှာကျွန်တော်တို့ SC ရဲ့ values တွေကျွန်တော်တို့ဝင်သွားတာကိုတွေ့ရအောင်ဖြစ်တယ်အဲ့တော့ဒီတစ်ခုကကျွန်တော်တို့ဒီ SC data ကိုကျွန်တော်တို့ run ပြီးသွားပြီပေါ့နော် SC data ကိုကျွန်တော်တို့ထည့်ပြီးတော့ color range လေးတွေလည်း thematic range အတိုင်းကျွန်တော်တို့ဒီမှာခွဲထားတာလေးတွေ့ရမယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ Drehu ရဲ့ဘေးမှာ range တွေတိုင်းတွေ့ရမယ်ဒါပေမဲ့အဲဒီ Drehu ရဲ့ဒီ trace တွေပါတွေကတော့တီးတီးလေးပဲကျွန်တော်တို့ရှိနေသေးတာပေါ့နော်ဒါပြဿနာမရှိဘူးဒါနောက်ပိုင်းဒါတွေကပြည့်ပြည့်လို့ရတယ်ပေါ့နော်အဲကျွန်တော်တို့ဒီမှာကြည့်လို့ရမယ် Drehu ကကျွန်တော်တို့စိတ်ချိုက် 3D ဖယ်ကြည့်လို့ရတယ်နော်အဲမှာကျွန်တော်တို့ကဒီလို 3D မှာ character လေးနဲ့မြင်ချင်သေးရင်ဒီ Google 3D grid ဆိုတာလေးကိုယူလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ 3D grid တိုင်းရတယ်နော်ဒါကျွန်တော်တို့ server တို့ဘာလို့မှမြင်ရတယ်လို့မျိုးလဲသူ့ကိုကျွန်တော်တို့ကြည့်လို့ရတယ် okay အဲ့တော့နောက်တစ်ခုကျွန်တော်တို့ထပ်ထည့်ကြည့်အောင်နော်နောက်တစ်ခုထပ်ထည့်ဖို့ဆိုရင်ကျွန်တော်တို့ဒီ grid တွေခဏနည်းနည်းအာရုံနောက်တစ်ခုဖြုတ်ထားရများနော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ Drehu ရဲ့ hash ပေါ့ hash ဆိုတာကညသောဖြင့်ကြည့်အောင်အဲ့ hash လည်းဖတ်ကြည့်အောင်နော်okay အဲ့တော့ hash ဆိုတာပါလဲပေါ့အဲ့မှာကြည့်လို့ရှိရင် including the Drehu display ပေါ့နော် display အနေနဲ့သူကပြလို့ရတယ် hash အနေနဲ့ပြလို့ရပါဘူး Drehu hash dialog နော်ဒီလိုပုံစံမျိုးလေးနဲ့သူကကြည့်လို့ရတယ်နော်အဲ့မှာအသေးစိတ်ထပ်ပြီးဖတ်ကြည့်လို့ရတယ်နော်သူရဲ့ Drehu ရဲ့ hash တွေရဲ့အကြောင်းအရာတွေပါလေပေါ့နော်သူကတော့ geology data တွေကိုများသောအားဖြင့်ထည့်ရမှာပဲနော် geology data တွေကိုကျွန်တော်တို့ထည့်ပြီးအသုံးပြုပါမယ် okay
အဲ့တော့ကျွန်တော်တို့စောက်ထားတဲ့ database ကတစ်ခုပဲရှိရဆိုအဲ့တစ်ခုပဲကျွန်တော်တို့ဆက်လက်ပြန်လုပ်မယ်ပြီးတော့ enter with file ဒီတစ်ခါကျတော့ကျွန်တော်တို့က lithology ထည့်မှာဖြစ်တဲ့အတွက် lithology ကျွန်တော်တို့က okay နှိပ်တယ်အဲ့ဒါပြီးတာနဲ့တူပြိုင်နေကျွန်တော်တို့က hash option ပေါ့နော် use hp ပေါ့ဘယ်ဘက်မှာထည့်မှာလဲပေါ့ဆက်သဖြင့်ပေါ့နော်အဲ့တော့ကျွန်တော်တို့က okay ဒီအောင်လေးထည့်မယ် use hp ဟုတ်ပြီဘယ်ဘက်မှာထည့်မှာလဲညာဘက်မှာထည့်မှာလားကြည့်မယ်နော်အဲ့တော့ကျွန်တော်တစ်ချက်လူတော့အဲ့မှာဒီ hash option ပေါ့နော် hash option မှာကျွန်တော်တို့ပြန်ပြီးတော့ဒီ methodology အတွက်ကျွန်တော်တို့ကစားပြီးရနော်အဲ့ use hp လုပ်မယ်hp ကဘယ် field ကိုသုံးပါလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့အဓိကပြချင်တာက lithology နော်အဲ့တော့ lithology ကိုကျွန်တော်တို့က select ပြီးတယ်ပြီးရင်သူ့ကိုကျွန်တော်တို့ဒီ hash ရဲ့ value ကိုထည့်ပေးရမယ်ဆိုတော့လည်းကျွန်တော်တို့ thematic range အနေနဲ့ကျွန်တော်တို့ပြီးတဲ့အချိန်မှာကျွန်တော်တို့အရေးကြီးတဲ့ဟာ icon ပြီးရမယ်เนาะအဲ့တော့ကျွန်တော်တို့ကအဲ့ဒါလည်းအဲ့လိုပဲ double click သွားနေရင်သူကလုံးဆိုပြီးတော့တက်လာတယ်အဲ့တော့ကျွန်တော် F4 နဲ့ပဲခေါ်လိုက်เนาะ F4 နဲ့ခေါ်ပြီးတော့ဒီကောင်ကိုကျွန်တော်တို့ကဗာပြီးမလဲဆိုတော့ကျွန်တော်တို့ကဘာမှထည့်လို့မရသေးဘူးပေါ့နော်တကယ်လို့မှအဲ့နေရာမှာကျွန်တော်တို့က lithology code တွေကိုတခါတည်းထည့်ထားတာမဟုတ်ဘူးလေကိုယ့်အကူရိုက်ထည့်ခြင်းနဲ့ရတယ်လို့ရှိနော်အဲ့လိုကျွန်တော်အဲ့လိုမလုပ်တော့ဘဲနဲ့ကျွန်တော်တို့ကဒီကျွန်တော်တို့ assign ပေါ့နော် assign နဲ့အတိုင်းကျွန်တော်တို့ assign လုပ်ကြည့်အောင်ဒီကောင်နော်အဲ့တော့ assign မှာဒီကောင် lithology ကိုပဲကျွန်တော်တို့ကယူမယ် select လုပ်မယ်ဒီ data နောက်ကတဲ့ test ပြီးရလဲ lithology ပဲကျွန်တော်တို့သုံးမယ်နော်အဲ့ဒါပြီးတော့ okay နေကြည့်မယ်ဟုတ်ပြီအဲ့တော့သူ့ရဲ့ဒီမှာရှိရဲ့ဒီ assign လုပ်လိုက်တဲ့အချိန်မှာသူ့ရဲ့ဒီ excel ရှိတဲ့မှာရှိရဲ့ဒီexcel ရှိတဲ့မှာရှိရဲ့သူ့ရဲ့ဒီ lithology code တွေပေါ့နော်ဒီ lithology code တွေအကုန်လုံးဒီဘက်မှာကျွန်တော်တို့ record လုပ်ထားတဲ့ review ကောက်ထားတော့ record လုပ်ထားတဲ့ကောင်တွေအကုန်လုံးကဘယ်မှာလာပေါ့ဆိုဒီမှာလာပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒီကောင်တွေအကုန်လုံးဒီဘက်ထဲရွှေ့လိုက်မယ် test အနေနဲ့ကျွန်တော်တို့တွေ့လိုက်မယ် assign လုပ်တဲ့အချိန်မှာဒီကောင်တွေတွေ့တယ်လို့ပြောတယ်အဲ့တော့အဲ့ကောင်တွေအကုန်လုံးကိုကျွန်တော်တို့ဒီအချက်နဲ့ပြထည့်လိုက်မယ်ဒါဆိုရင်အကုန်လုံးဝင်သွားပြီနော်အကုန်လုံးဝင်သွားပြီပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီမှာ label လေးတွေပါတယ်ဒီဘက်ကတော့ text ပေါ့နော်ဒီကသူ့ရဲ့ label ပေါ့အဲ့တော့အဲ့ဒါကြီးအကုန်လုံးကျွန်တော်တို့ကဘာပြန်လုပ်ရမလဲဆိုတော့ color လေးတွေပေးထားအောင်နော်သူအဲ့ဒါမှလည်းကျွန်တော်တို့ကဒီ lithology ကိုခွဲကြည့်မှာနောက်ကသူကဒီမှာ hash data လေးနေလေသူပြလို့ရအဲ့တော့ကျွန်တော်တို့ကတကယ်လို့လှတာပါတာလေးမြင်နေတယ်ဆိုတော့ကျွန်တော်အကြံပေးရတော့ solid နဲ့သာခိုင်းလိုက်နော်အဲ့တော့ foreground သုံးမလား use background လို့ foreground ပေါ့နော် foreground မှာဆိုရင်ကျွန်တော်ဘာအောင်ပေးခဲ့မှာဆိုအဲ့တစ်ခုနဲ့တစ်ခုမတူအောင်သာပေးခဲ့လိုက်ဒါပေမဲ့အဲ့မှာအရေးကြီးတာတစ်ခုရှိတယ်ကျန်တဲ့ဟာတွေတူနေတာပြဿနာမရှိဘူးမဲ့ကျွန်တော်တို့ကဒီမှာအရေးကြီးတာဒီ coursing ပေါ့နော်ဟိုမှာဆိုရင်လည်းတကယ်လို့တခြားသောတက်ထုတွေမှာဆိုရင်လည်းတက်ထုနဲ့တွဲဆက်နေတဲ့ဥမာဆိုပါတော့အရေးကြီးတဲ့ host တော့တစ်မျိုးပေါ့နော်အဲ့လို host တော့ဆိုမှအဲ့ယူရ hosting လုပ်တယ်ပေါ့နော်အဲ့ AU ကအဲ့ information တခုတွေမှာ hosting လုပ်တယ်ဆိုလို့ရှိရင်အဲ့ hosting ကိုထည့်တာဥမာ boring လို့နေရာမျိုးမှာဆိုရင် boring tooth ကများသောအားဖြင့်ဒီ manualization ဖြစ်ဖို့အတွက် permeability အကောင်းဆုံးဆိုတော့အဲ့ဒီ boring tooth မှာသွားပြီးတော့မလုပ်တာအဲ့မို့တချို့နောက်တစ်ခုကကြတော့ဥမာပေါင်းလောင်းဘက်ဒီပါတယ်မှာဆိုရင်ဒီပေါင်းလောင်း sandstone လို့ Google sandstone လို့ရှိရဲအဲ့လိုနေရာမျိုးတွေမှာဆိုရင်များသောအားဖြင့်ကဒီသူက porosity ကောင်းတော့ဘေးရဲ့ rock တွေထက် porosity ကောင်းတော့ကြတော့သူကအဲ့ sandstone တွေဆိုရင်သူကအဲ့နေရာမှာဝင်ပြီးတော့ဒီကောင်ဝင်ပြီးတော့ mineralization ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီနေရာမှာလည်းအဲ့လိုပဲကိုစိတ်ဝင်စားတဲ့အဲ့ mineralization ဒီဟိုနဲ့ mineralization ဖြစ်တဲ့ host rock နဲ့တခြားrock type တွေနဲ့ပေါ့နော်ကျွန်တော်တို့ကမမအောင်အဲ့အယောင်မတူအောင်တော့တစ်ခါပဲအထူးသဖြင့်ကြောင်မီးသွေးဆိုရင်အရေးကြီးရယ်နော် UCS ဆိုတာလေသူဘာပြောလဲဆိုတော့ abacusin ကိုပြောချင်တာလေအဲ့တော့ဒီကောင်ကအရေးကြီးဆုံးပဲအဲ့ကျွန်တော်အားလုံးထည့်သိတာအောင်ဒီကောင်ကိုဘာလုပ်လိုက်တော့ဆိုကျွန်တော်
အမဲအောင်ပြောင်းပလိုက်တယ်နော်ကြောင်မီးသွေးကအမဲမလို့ဆိုပြီးတော့အမဲအောင်ပြောင်းထားလိုက်တယ်အဲ့ဒါအတေချာဆုံးပါကျန်တဲ့ဟာတွေကတော့ကျွန်တော်သူနဲ့အမဲနဲ့မတူအောင်ပဲကျွန်တော်အယောင်တွေရှောက်ပြီးလိုက်တယ်လှအောင်နော်တကယ်တော့အဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်တကယ်ပေးရမှာတော့သူ့ဟာနဲ့သူမတူညီတဲ့အယောင်တွေကိုကျွန်တော်တို့ကစနစ်တကျပေးတာပို့ပြီးတော့ကောင်းတယ်နော်သူ့ရဲ့ hash တွေတင်ဂီတာတွေနဲ့ပေါ့နော်အဲ့ဒါမျိုးလေးပေးတာပို့ကောင်းတယ်ဒါပေမဲ့လောလောဆယ်တော့ကျွန်တော်တို့ practice လုပ်နေတာဖြစ်တဲ့အတွက်ဒီလိုလေးပဲကျွန်တော်ထည့်ထားလိုက်ဟိုတချို့ဟာတွေဆိုရင် sandstone လိုဟာမျိုးဆိုတည်ရဆို hash တင်ဂီတာလေးတွေတုံးလိုက်လေရနော်ဒါလေးတွေတုံးလိုက်လေရဒါပေမဲ့ကျွန်တော်ကတော့မတုံးတော့ဘူးဒီကနေပဲမသုံးလိုက်ဘူးအဲဒီကောင်ဘာလဲမသိဘူးအဲဆိုတခုပဲရွေးလိုက်တော့မတူညီတဲ့ကာလာတွေထည့်ပေးလိုက်နော်တဲ့နိုင်ဆုံးမတူညီတဲ့ကာလာလေးရွေးပြီးထည့်မတူညီတဲ့အယောင်ကြီးလိုက်ပြီးတော့ထည့်အထွေထူးတော့လုပ်နေမှာဘာမှသိအထွေထူးမရှိဘူးတကယ်တော့သူ့အနေနဲ့သူဒီကုတ်ကလေးတွေပေးထားရင်တော့ပိုကောင်းမှာပေါ့ကုတ်ကလေးဘယ် rock ဆိုရင်ဘယ် rock type ဆိုရင်ပါချွာရလည်းလိုမျိုးပေးလိုက်တော့ရှုပ်တယ်မတူဘူးပတ်တန်းကြီးနဲ့ရုံးဝင်ပေးလိုက်တော့အဲ့တော့ဒီကောင်ဝင်သွားပြီပေါ့နော်ဒီကောင်အားလုံးပြီးသွားပြီကျွန်တော်အစိတ်ဝင်စားဒီ UCS တခုပဲเนาะအဲ့တော့ UCS ကိုတော့ကျွန်တော်က Abacusing ဆိုတော့ဒီကောင်ကိုတော့ကျွန်တော်အမဲထားပြအောင်ထားခဲ့ save ပြီးတော့ဒီကောင်ကဘာလဲဆိုတော့ဒီကောင်ရဲ့name ပေးရဒီကောင် lithology ပေါ့နော်ဟုတ်လား lithology အနေနဲ့ဒီကောင်ပေးတယ်အဲ့ဆိုဒီကောင်ဝင်သွားပြီเนาะအဲ့တော့ဒီကောင်လေးကိုဘယ်ဘက်မှာပြမလားညာဘက်မှာပြမလား hash width က2လောက်ထားပြီးလိုက်เนาะသူနည်းနည်းကြည်ကြည်လေးမြင်အောင်တွေ့ဘူးလေပေါ်လာထည့်မလားเนาะမထည့်တော့เนาะအဲ့တော့ကျွန်တော်ဒီကောင် okay နှိပ်လိုက် okay နှိပ်လိုက်ပြီဆိုတာလည်းပြပြနေဒီကောင်မှာဝင်လာပြီလို့ဆိုတော့သူ့ရဲ့တွေ့ဟူးရဲ့အချောင်းလေးတွေကျွန်တော်တို့စပြီးမြင်ရတယ်เนาะအဲတွေ့ဟူးရဲ့ဒီမှာ lithology မတူညီတဲ့ lithology တွေကျွန်တော်တို့စပြီးမြင်လာပြီเนาะအဲဒီမှာဒီကောင်ဆိုရင်သူ့ရဲ့ essay တွေလည်းပါတယ်ဒီမှာကြည့်လိုက်လို့ရှိရင်စိတ်ဝင်စားဖို့ကောင်းတယ်တွေ့လားကျွန်တော်အမဲပေးခဲ့တဲ့နေရာတွေအကုန်လုံးကဒီမှာ video essay တွေတခါရရှိအဲ့တော့ပြောချင်တဲ့သဘောက lithology နဲ့ကျွန်တော်တို့ဒီဟိုအနေကတိတ်မကွာဘူးဆိုတဲ့သဘောပြနော် essay result တွေကမပြဘူးသူတို့ essay ယူခဲ့တဲ့နေရာကိုရှိလို့ပေါ့ဗျာနော်အဲ့တော့ကိုရှိလို့ဆိုတော့အဲ့မှာကျွန်တော်တို့ကဘာလေးရပြီလဲဆိုတော့ကျွန်တော်တို့ရဲ့ lithology လေးတွေကိုကျွန်တော်တို့ထည့်ပြီးသွားတယ်နော်အဲ့တော့ကျွန်တော်ရဲ့ essay ထည့်ထားတယ်ကျွန်တော်တို့ရဲ့lithology ထည့်ထားတယ်ဒါပေမဲ့ lithology ကကျွန်တော်ဘာလုပ်အောင်လို့ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်အပေါ်မှာဒီကောင် save ပေးရမယ်နော်အဲ့တော့ဒီကောင်
ဖြတ်လိုက်မယ်အဲတော့ရှေ့ဒီကြောင့်လို့ SGH ဒီတော့ကိုရေးဆိုပြီးကျွန်တော်ပြီးဒီကောင်စီလိုက်တာနဲ့ဒီကောင်ကဒီကို hash ရဲ့အောက်ကိုဒီကောင်ရောက်ပါနော်အဲဒါဆိုရင်ဒီဗီဒီယိုမှာတော့ကျွန်တော်ပါပြချင်လို့ဆိုတော့SC နဲ့ဟိုကနေဘယ်လိုထည့်လဲပေါ့နော်အဲမျိုးထည့်ဘယ်လိုထည့်လဲဆိုတော့ပြမယ်ပြီးလို့ရှိရင်နောက်ထပ်ပြီးသူဘာလို့လုပ်ရလဲဆိုတော့ Dwayhook graph လေးဘယ်လိုထည့်လဲပေါ့နော် Dwayhook graph အဲ့ဒါကြတော့ကျွန်တော်ကဘာလုပ်ချင်လဲဆိုတော့တခါတည်းပဲဒီဗီဒီယိုထဲမှာတခါတည်းပြီးပြောလိုက်မယ် Dwayhook graph ကကြတော့ကျွန်တော်တို့ဘာလို့ဆိုတော့ fix ပေါ့နော် carbon percentage ပါတဲ့ဟာကိုပဲကျွန်တော် graph လေးနဲ့ပြနော်အဲ့ဒါလည်းပါလဲဆိုမြင်လာတာပေါ့နော်ကျွန်တော်တို့ဥမာဆွမ်းနာလိုပဲပေါ့နော် PBN အရန်ကောင်းတဲ့နေရာ PBN နေတဲ့နေရာပေါ့နော်ရွှေဆိုလဲပေါ့နော်အဲ့အမျိုးကိုကျွန်တော်တို့က interval လေးခွဲပြီးပြချင်တယ်ဆိုလဲဒီ Dwayhook graph နဲ့ပြလို့ရပါနော်အဲ့တော့ Dwayhook graph ကိုကျွန်တော်တို့ထည့်မယ်ဆိုရင် double click နှစ်ချက်ပဲသွင်းပါလို့ထည့်မယ်ပြီးတော့ database ကဘယ်ဟာယူမှလဲဆိုရင်ကျွန်တော် double click နှစ်ချက်ဒီကောင်ကို select လုပ်ရအောင်ပါเนาะအဲ့တော့ကျွန်တော်တို့ကဒီမှာ interval ယူပြရအောင်เนาะ graph ရဲ့ interval file ကပါတယ်အဲ့တော့ကျွန်တော်တို့က interval file မှာဒီကောင်က fixy ကိုထည့်မယ် fixy ဆိုတော့ carbon percentage ကိုထည့်ချင်တယ်เนาะအဲ့တော့အဲ့ဒါကို view လိုက်တယ် graphy ပေါ့เนาะ graphy ကဘာလဲဆိုတော့ဒီ fixy เนาะ select လုပ်ပြလိုက်တယ် color set လုပ်ပြရအောင်เนาะ color set ကိုကျွန်တော်တို့ကလုပ်ပြမယ် double click မရအောင်เนาะအဲ့တော့ဒီကောင် full နဲ့ကျွန်တော်တို့သွားမယ်အဲ့တော့ဒီကောင်မှာကျွန်တော်တို့ကဆွမ်းနာလိုပဲကျွန်တော်တို့ကနှစ်ခုပြန်ပြောင်းယူပြရအောင်เนาะအဲ့တော့ကျွန်တော်တို့ကဒီကောင် new သွားကြည့်လိုက်နော် new သွားမယ်ပြီးတော့ね delete လုပ်လိုက်နော်အကုန်လုံး delete လုပ်လိုက်အသစ်ကနေပြန်လုပ်လိုက်နော်အဲ့တော့ပြီးရねကျွန်တော်တို့ကဒီ assign နဲ့ဝင်လိုက်နော် as if fix ရှိရဲတရားတွေရှိရဲ range တွေဟုတ်ပြီ calculate mode က range နဲ့လားနော်ဘာနဲ့လဲနော် percentage statistical လားအဲ့လိုမျိုးဆို range နဲ့ပဲလို့စီကြည့်အောင်နော်ကျွန်တော် fix ကိုကျွန်တော် range နဲ့စီချလိုက်တဲ့အချိန်ကျတော့အများကြီးပဲထွက်လာနော်အဲ့တော့အဲ့ဒါလည်းအဲ့လိုပဲကျွန်တော်တို့ကအိတ်အများကြီးကျွန်တော်တို့မလိုချင်ဘူးနော်အများကြီးကျွန်တော်တို့မဖြစ်ချင်ဘူးအဲ့တော့အများကြီးမဖြစ်ချင်တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အများကြီးမဖြစ်ချင်တော့ဒီကောင်ကိုကျွန်တော်တို့ဘာလုပ်တင်လဲဆိုတော့ဆွမ်းနာလိုပဲဒီ fix ရဲ့တန်ဖိုးကိုကျွန်တော်တို့ကရှာလိုက်တာပို့ကောင်းနော်အဲ့ fix ရဲ့တန်ဖိုးကိုကျွန်တော်တို့ကဘယ်လောက်အမြင့်ဆုံးဘယ်လောက်အနည်းဆုံးလဲကျွန်တော်တို့၄ခု၅ခုလောက်ပဲခွဲပါနော်အဲ့ကျွန်တော်တို့ max ပေါ့နော် max ကိုเนี่ย minimum ရဲ့နော်အဲ့ဒါဒီကောင်ဘာလဲဆို fix ရဲ့တန်ဖိုးလေးပေါ့နော်အဲ့တော့ fix ပေါ့အဲ့တော့ဒီကောင်ကိုကျွန်တော်တို့က excel မှာရှာလိုက်လို့ရတယ် max ပေါ့နော် max sorry max ခွင့်စားနော်ခွင့်စားပြီးတာနဲ့ဒီ fix လေးကိုအကုန်လုံးဆွဲချလိုက်အပြင် index လေးလုပ်ပြီးတော့ enter နှိပ်ချလိုက်အဲ့ဆိုရင်ဒီကောင်ကmaximum 43ပဲရှိတယ်နော်အဲ့ဒါပြီးရင်ဒီကောင်ကိုကျွန်တော်တို့က minimum တက်ဖွင့်မယ် minimum ထည့်ယူလိုက်မယ်ဒီကောင် minimum က 3.56 အဲ့တော့ဒီမှာလည်းကျွန်တော်တို့ကအဲ့တော့စပြီးတော့ကျွန်တော်ပြန်ပြီးလို့နော်အဲ့တော့ 3.56 ကအနည်းဆုံးနော်အနည်းဆုံးဆိုတော့ကျွန်တော်ကဒီလို gray လေးပေးထားလိုက်နော်အဲ့တော့အနည်းဆုံးအမြင့်ဆုံးကဘယ်လောက်လဲဆိုတော့43နော်အဲ့တော့ကျွန်တော်တို့10စီကုန်တော့နော်10ထည့်မယ်ပြီးရင်20ထည့်မယ်ပြီးရင်30ထည့်မယ်ပြီးရင်40ထည့်မယ်ဒါပဲနော်အဲ့တော့ကျွန်တော်တို့အပိုင်းက43ဆိုတော့43ဆို50ထိထည့်လိုက်နော်50ဆို50ချက်ကိုဒါလည်းဆိုတော့မရှိတော့အဲ့လိုမျိုး40ထိပဲကျွန်တော်ထည့်မယ်နော်40ထိပဲကျွန်တော်ထည့်လိုက်မယ် okay greater than 40ဆိုရင်ဘာအရောင်ပြဆိုအဲ့တော့ကျွန်တော်အဲ့မှာလဲအရောင်လေးတွေလိုက်ခွဲနော်အဲ့တော့အပြင်အပြာပေါ့နော် okay အပြာစိတ်ဟုတ်ပါအနီဖြိုဒီမှာတော့အနီဆိုမလာပါအနီကညနေမယ်တဲ့အမေမေတို့အဲ့လိုမျိုးကျွန်တော်တို့ range လေးနဲ့သွားလိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ကဒါသူ့ရဲ့ range ကိုသတ်မှတ်ပြီး save and close အဲ့တော့အဲ့ကောင်ဘာလဲပေါ့အဲ့ကောင်ဘာမေးရလဲဆိုတော့ဒီကောင် fix ရဲ့fixed fix ရဲ့ကျွန်တော်တို့က
range ပေါ့နော် fix ရဲ့ range ကိုကျွန်တော်ပေးလိုက်တယ်ပြီးရတဲ့ဒီကောင်ဒီထဲဝင်သွားပြီကျွန်တော်ဟာဒီမလို့သေးဘူး display option ဘာမှလည်းကျွန်တော်ကြည့်ပြရနော်ဘာအနေနဲ့ပြောချင်တာ line အနေနဲ့ပြော point လေးအနေနဲ့ပြောကျွန်တော်လုံးဝဘာအနေနဲ့ပဲဘေးဘက်ဘေးမှာထွက်ဒါမှမဟုတ်ဒီကောင်နဲ့ဘေးဘက်ဘေးမှာရှိနေတော့ကျွန်တော်ကညာဘက်ဘေးမှာဒီကောင်ထည့်လိုက်မယ်နော်အဲ့တော့ baseline color အမဲပဲထားမယ်အဲ့တော့ hash ကပါထားမယ်အဲ့ဒါထားလို့ရနော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့က okay နှိမ့်လိုက်မယ် okay နှိမ့်လိုက်တာနဲ့ဒီကောင်မြင်လာပြီဟုတ်လားဒီမှာဒီဘက်မှာ essay လေးတွေဒီဘက်မှာ essay လေးတွေ lithology ပါတယ်ဒီမှာဒီကသူတို့အကုန်လုံး fix ရပဲနေရာမှာစမ်းအောင်ဆို carbonation ဖြစ်တဲ့နေရာနဲ့ဒီ carbon ရှိတဲ့sorry ဟိုရှိတဲ့နေရာကိုပဲသူတို့ဒါစမ်းတာလဲဆိုတော့ကျွန်တော်တို့တွေ့ရနော်same without range တွေဒီမှာဆိုရင်ရှိနော်ဒီနားရေးဆို same without range တွေဒီမှာရှိ okay အဲ့တော့ကျွန်တော်တို့ကအဲ့တော့ဒီကောင်ဝင်လာနော်ဒီကောင်ဝင်လာ right ဘာအနေနဲ့ပြတယ်ခြားရီပြောင်းကြည့်လို့ရသေး histogram ပြောင်းကြည့်အောင် histogram ဆိုလဲ histogram အနေနဲ့ပြောင်းသွားနော်အဲ့လိုနော် histogram ဆိုအနေမြင့်နေရှောက်ဆက်သွားတော့အဲ့တော့ကျွန်တော် histogram မလောက်ဘာအနေနဲ့ကျွန်တော်တို့ line အနေနဲ့ဆိုအဲ့ line ဆို line လေးပဲဆွဲတာနော်အဲ့တော့ကောင်းတာတော့ကျွန်တော် graph ဘာအနေနဲ့ပဲသွားလိုက်တတ်ကောင်းနော်baseline ကတော့ okay ဘာလေးရပူလာနော်ဘာလေးရပူလာအဲ့တော့ဘာအနေနဲ့ပဲကျွန်တော်တို့သွားလိုက်မယ် okay အဲ့တော့အဲ့ဒါကိုလည်းကျွန်တော်တို့ကအပေါ်ကိုလမ်းပြီးပြန်စီကြအောင်နော်အဲ့တော့ SA fix C and ဒီကောင်ကဘာလဲဆိုတော့ grab နော်ကြီးတာဒီ grab အနေနဲ့ကျွန်တော်စီလိုက်အဲဆိုရင်ဒီကောင်ကဒီ grab ထဲမှာရောက်သွားပြီနော်grab ထဲမှာရောက်သွားပြီးတော့ဒါဒီ fix C ရဲ့တန်ဖိုးတွေကိုလည်းကျွန်တော်တို့ကြည့်လို့ရအောင်နော်အဲ့တော့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်ရဲ့ဒီ essay data တွေမှန်သမျှအကုန်လုံးဒီ Dre hole ထဲမှာ lithology နဲ့တွဲပြီးတော့ကျွန်တော်တို့တစ်ခါလေးကြည့်ရှင်နေဆိုရင်ကြည့်လို့ရ။ဥပမာဒီနေရာမှာအမဲနေရာမှာကျွန်တော်တို့ O ပဲထားမှာ။ O ကျွန်တော်တို့ essay တွေစမ်းထားတယ်နောက်တစ်ခါသူနဲ့ဆက်ဆက်နေတဲ့ဟာကိုဒီလို visualize ပြန်ပြမယ်ဆိုရင်ဒါတွေအကုန်လုံးကိုကျွန်တော်တို့ပြလို့ရ။နော်။အဲ့တော့ဒါကတော့ကျွန်တော် Dre hole graph ဒီ part ထဲမှာဒီ part 2ထဲမှာတော့ကျွန်တော်ဒီ Dre hole graph ထောင်းတဲ့အဆင့်ထိပြမယ်နောက်အဆင့်ဒီမှာကျတော့ကျွန်တော်တို့ cross section တွေဘယ်လိုဖြတ်မလဲပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ဒီ DTM ပေါ့နော် DTM digital terrain model လို့ဟာမျိုးဒီထဲကိုဘယ်လိုထည့်မလဲဆိုတဲ့ဟာကိုပြပေးမယ် okay that's it see you in next video